အားလုံးပဲမင်္ဂလာပါအဲဆိုရင်အမ lesson 1ရဲ့အပိုင်း9နဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်เนาะအဲဆိုအမတို့အပိုင်း4မှာဒီအတွင်းရဲ့မူကတော့ကောကပ်ပြီးမှအမတို့ကတ်ခဲ့ပေါ့เนาะအဲဟိုအမဒီဗီဒီယိုဖိုင်မှာလဲအမရှိပါမှာဆိုလို့အမဒီလိုတစ်ခုကတော့ညှက်ထားလိုက်တယ်เนาะအဲဆိုရင်နောက်ထပ်တစ်ခုကိုအမတို့ကလစ်ကိုဖြုတ်ပါမယ်အမတို့ကလစ်တွေအကုန်ဖြုတ်ပြီးသွားလို့ရှိရင်အမတို့ဒီဘက်မှာပူနေတယ်ဒီမိုးကသားလေးကိုဒီချာလေးဖြန်းလိုက်ပါမယ်ဖြန်းပြီးတော့လို့ရှိရင်အမတို့ပူနေတဲ့မိုးကသားလေးတွေကိုအကုန်ညှက်ထုတ်ပြရပါမယ်เนาะအဲဆိုရင်အမတို့ညှက်ထုတ်ပြပါမယ်အမတို့ကတိညက်ရမယ်เนาะအဲဆိုရင်အမတို့ဒီချာလေးညှက်လိုက်ပါပြီအဲဆိုရင်အမတို့ဒီအဖုံးတစ်ခုကကြတော့အမတို့ပြီးသွားပါပြီပူနေဟာလေးကိုပဲဒီချပြန်လိုက်ညှက်ပါမယ်အဲဆိုရင်အမတို့ဒီအဖုံးတစ်ခုကတော့ပြီးသွားပြီပေါ့နော်ဟိုဘက်တစ်ခုဒီဘက်တစ်ခုပေါ့နော်ဒီလိုနှစ်ခုကတော့ပြီးသွားပါပြီအဲဆိုရင်ဒီဟာကိုအမတို့ခဏလေးထားလိုက်ပါမယ်ပြီးတော့လို့ရှိရင်အမတို့ဒီမိုးကသားလေးပေါ့နော်အမတို့ဒီဘက်မှာနှစ်စိတ်ခြံထားတဲ့ဟာကိုအမတို့ချိုးရမယ့်ဟာလေးနော်အဲ့အောင်ဆိုအမတို့ချိုးလိုက်မယ်ချုပ်တာတော့အမမပြတော့เนาะအဲ့ဆိုအမတို့ဒီမှာချုပ်လဲအမချုပ်ထားလိုက်တယ်ပြီးရင်အမတို့အဲ့ဒါကိုဒီလိုလန်လိုက်မယ်ပေါ့နော်အမတို့ဒီဘက်မှာနှစ်စိတ်ပူတဲ့နှစ်စိတ်ချုပ်စာထားတဲ့ဟာကိုချုပ်လိုက်ပြီးဒီဘက်မှာရောပဲအမတို့နှစ်စိတ်ချုပ်စာထားတဲ့ဟာကိုအမတို့ချုပ်လိုက်ပြီးเนาะအဲ့ဆိုရင်အမတို့ဒီချုပ်လိုက်တဲ့ဟာကိုအမတို့ဒီလိုပလက်ပြန်လန်လိုက်မယ်ပေါ့နော်ပလက်လန်လိုက်တဲ့အခါမှာရောပဲဒီဘက်ကိုဒီချုပ်စာပေါ့နော်တစ်ဖက်ကိုဆိုဒီဘက်ကိုလဲလိုက်ပြီဆိုရင်နောက်တစ်ဖက်ကဟိုဘက်လဲလိုက်မယ်နော်မဟုတ်ရင်တစ်ဖက်မှာပဲဆိုရင်သူကကြောင့်နည်းနည်းထူတစ်ဖက်မှာပဲထူမှတစ်ဖက်မှာပါနေရမျိုးဖြစ်တတ်တယ်လေနော်အဲ့ဆိုရင်အမတို့ဒီဟာကိုတီချာလေးဒီလိုထားပြီးမှအမတို့ဒီမှာတီချာလေးမိပူတိုက်လိုက်မယ်နော်တီချာလေးမိပူတိုက်ထားရပါမယ်အဲ့ဆိုအမတို့အမဒီမှာကျတော့အမမိပူလဲတိုက်ထားလိုက်တယ်နော်အဲ့ဆိုမိပူတိုက်ပြီးတော့လို့ရှိရင်အမတို့ဒီမှာဆိုရင်ဒီနေရွက်ကဒီလိုကြီးဖြစ်နေရလေနော်နေရွက်ကဒီလိုမျိုးကြီးဖြစ်နေတော့အမတို့ဒီဘက်မှာလေနော်ဒီတစ်စိမ့်လောက်ကိုအမတို့ဒီပပတ်လေးကိုအမတို့ချုပ်လိုက်ရပါမယ်ဒီမိုးကသားလေးကိုအမတို့ဒီသူ့ရဲ့ time frame မှာထည့်ရမှာဆိုတော့အမတို့ကချော်တယ်လေနော်ချော်ရဆိုတော့အမတို့ဒီဟာကိုအမတို့ဒီဘက်ကိုအမတို့တစ်စိမ့်ချိုးရပါမယ်နော်အဲဆိုအမတော့ချိုးလိုက်အောင်မယ်ချုပ်တာတော့မပြတော့ဘူးနော်ဟုတ်ပြီအဲဆိုရင်အမတို့ဒီမှာတစ်စိမ့်ချုပ်ခဲလိုက်ပြီเนาะအမတို့ဒီဘက်မှာတစ်စိမ့်ချုပ်ခဲလိုက်တယ်ဒီဘက်မှာရောပဲအမတို့တစ်စိမ့်စာလေးချုပ်ခဲလိုက်တယ်ပေါ့เนาะဒီချုပ်ရအမတို့ပြန်မမြင်ရအောင်เนาะအမတို့တန်ဖရေမှာထည့်လိုက်ပြီဆိုရင်လေအဲဆိုအမတို့ဒီလိုချုပ်ပြီးသွားရင်တော့ပြီးသွားပါပြီအဲဆိုရင်အမတို့ဒီတန်ဖရေတွေ့ရဒီတန်ကိုင်းမှာအမတို့ထည့်မယ်ပေါ့เนาะဒီမှာထည့်မယ်ဆိုရင်အမတို့ဒီလိုလေးပေါ့နော်အဲ့ဆိုရင်အမတို့ဒီဂျားထဲမှာအမတို့ဒီဟာလေးကိုအရင်ချိန်ကြည့်မယ်နော်သူကကျတော့ဒီ time frame မှာကျတော့အမတို့ဒီသူ့ရဲ့အလယ်မှမပါဘူးဒါပေမဲ့အမတို့ဒီသူ့ရဲ့ဒီနှစ်ခုကိုကြည့်လိုက်တာနဲ့တည်ရနော်ဒီမှာသူ့ရဲ့ဒီနေရာရှိရလीနော်ဒါနဲ့ရဲ့ဂျားကိုပေါ့နော်အမတို့ဒီချာလေးချိန်လိုက်ပါမယ်ဒီချာလေးချိန်ပြီးမှအမတို့ဒီအကွေးကအမတို့ဘယ်မှာရောက်လဲပေါ့နော်အမတို့ချုပ်လိုက်တဲ့ဟာဘယ်နားမှာပြီးထားလဲဆိုတဲ့ဟာကိုအမတို့ဒီချာလေးပြန်ချိန်လိုက်ပါမယ်အဲဆိုရင်အမတို့ဒီမှာကြည့်ဒီမှာရောက်တယ်ပေါ့နော်ဒီမှာရောက်တယ်ပေါ့နော်ဒီမှာနော်ဒီ
ဒီမှာနော်ဒီမှာဆိုရင်အမတို့ကိုအဲ့ကနေပဲစားထည့်မယ်နော်အဲ့ကနေပဲအမတို့ဒီပတ်လေဒီဘက်မှာလည်းဒီဘက်လောက်ပဲရောက်တယ်ဆိုအမတို့ဒီဟာလေးကိုတေချာလေးအညီညက်ခဲ့ရမို့လို့တူလည်းပဲဒီဘက်မှာပဲရောက်မှာပေါ့နော်အဲ့ဆိုအမတို့ဒီဟာလေးကိုအမတို့ကောထည့်ပါမယ်ကောထည့်အခါအမတို့ဒီ8000ကောထည့်ပါမယ်နော်ဒီမိုးခါတာကိုထည့်ဖို့ဆိုရင်အမတို့ဒီကိုကြတော့အမတို့ဒီအတွင်းဘက်ကဘောင်ပေါ့နော်ဒီတန်ဖရੇမှာလေးနော်ဒီအပြင်ဘက်ကဘောင်လေးရှိရဒီအတွင်းဘက်ကဘောင်လေးရှိရဒီအတွင်းဘက်ကဘောင်ကိုပဲအရင်ကပ်ပါမယ်နော်အရင်ထည့်ပါမယ်နော်အမတို့ဒီကိုတီချာလေးအတွင်းဘက်ကဘောင်မှာကပ်အောင်တီချာလေးထည့်ပါမယ်တီချာလေးထည့်လိုက်ပါမယ်အဓိကအတွင်းပေါင်မှာကတ်နေရပြီเนาะအလဲကိုလည်းအများကြီးထည့်ဆရာမလို့သေးဘူးเนาะအမတို့အလဲမှာထည့်ဆရာမလို့သေးဘူးအမတို့ဒီအတွင်းပေါင်မှာတီချာလေးကတ်အောင်ထည့်ပါတီချာလေးကတ်အောင်ထည့်ရပါမယ်ဘာဖြစ်လို့လဲဆိုရင်အမတို့ဒီအခုနကအမတို့ဦးလွာချုပ်ထားတဲ့ဒီမိုးကသားလေးကိုအမတို့ညက်ထည့်ရမှာမို့လို့เนาะအဲဆိုဒီအတွင်းပေါင်မှာအမတို့တီချာလေးကတ်အောင်ထည့်ရပါမယ်ကိုသူကအလဲမှာတွားစုပြုံနေလို့မရအောင်เนาะဒီအတွင်းဘောင်ဘက်မှာကတ်အောင်ထည့်ရမယ်เนาะအဲ့အမတို့ကမိုးကသားကိုထည့်လိုက်ပြီးညက်ကလေးနဲ့အမတို့ညက်မယ်ဆိုရင်သူကကတိလာကြလေးเนาะဒီအတွင်းဘက်ကဘောင်မှာတီချာလေးကအောင်မကတ်သေးဘူးဆိုရင်လည်းအမတို့တီချာလေးပြန်လိုက်ဖြည့်ပေးမယ်ပေါ့နော်အဲဆိုရင်အမတို့ okay ရပြီအဲဆိုရင်အမတို့ဒီထဲကို sorryအမတို့ဒီဟာလေးကိုတီချာလေးချိန်လိုက်ပါမယ်သူရဲ့ဒီအလယ်မမိုးကာတာလေးမှာရောအမတို့ချုပ်ထားတာအလယ်မရှိရနော်အလယ်မကိုအမတို့ဒီအလယ်လို့မထားတဲ့နေရာရဲ့အလယ်ကနေအမတို့ထည့်လိုက်ပါမယ်နော်သူကိုအမတို့ထည့်လိုက်ပါမယ်ထည့်လိုက်တဲ့အခါမှာဆိုရင်အမတို့ဒီဇာကနာလေးနဲ့ပေါ့နော်အမတို့ကင်းချီဆက်မှာအများတော့အဖြစ်တုံးတဲ့ဒီညက်ကလေးကိုအမတို့ခေထည့်လိုက်ပြီးဆိုရင်အမတို့ဒီချာလေးဒီတန်ကလေးနဲ့ဒီချာလေးပြန်ညက်ပါမယ်ပြီးတော့အမတို့ဒီ white နေရနေရเนาะဒီ white နေရနေရရောက်ခါနီးဆိုရင်အမတို့ဒီမိုးခွာသားလေးကိုလေအမတို့ကကြီးနည်းနည်းတောက်ပေးလိုက်ရမယ်เนาะ3-4ချက်လောက်တောက်လိုက်မယ်เนาะဘာဖြစ်လို့လဲဆိုအကွေ့မှာဆိုတော့အမတို့ကကြီးတောက်လိုက်ရင်ပို့ပြီးထဲရတာအဆင်ပြေရလေเนาะအဲဆိုရင်အမတို့ဒီမှာဒီချာလေးကကြီးတောက်လိုက်ပါပြီကကြီးကို4-5ချက်လောက်တောက်လိုက်မယ်အဲဆိုရင်အမတို့ဒီထဲမှာထဲရတာဒီလိုထည့်ရတာအဆင်ပြေသွားရင်เนาะအဲဆိုရင်အမတို့ဒီချာလေးကကြည့်တောက်လိုက်ပါမယ်ပြင်ဒီဟာနဲ့ထိုးထည့်မယ်တော့ရှင်အတောင်အကွေ့မှာမို့လို့အမတို့ဟိုတန်ကလေးနဲ့ဆိုရင်အဆင်မပြေဘူးဒီလိုကလေးအသေးလေးကိုဒီချာလေးတုံးလိုက်ပါမယ်အဲဆိုရင်ဒီဘရောပဲတောက်လျှောက်အမတို့ထည့်သွားပါမယ်ဒီမိုးခွာသားလေးကိုအမတို့ဒီဘက်အတွင်းဘက်ကပေါင်မှာဒီချာကတ်ထည့်ရမှာမို့လို့ခုနကိုအထည့်တော့ကဒီအတွင်းပေါင်ဘက်ကိုကတ်အောင်ဆိုပြီးအမတို့ပြောခဲ့ရနော်အဲဆိုရင်အမတို့ဒီအတွင်းပေါင်မှာပဲဒီချာလေးကတ်လိုက်မယ်အဲဆိုနောက်တစ်ဖက်ကိုရောအမတို့ကကြီးတောက်လိုက်ပါမယ်နော်ကကြီးကို2ချက်3ချက်လောက်အမတို့ကိုအစင်ပြေရင်ပြေတယ်လို့4-5ချက်ဆိုရင်လည်းအမတို့ကကြီးတောက်လိုက်မယ်နော်โอเคအမတို့ကကြည့်တော့ပြီးသွားပြီအဲဆိုရင်အမတို့ဒီမလို့ဒီချာလေးထူထည့်မယ်နော်ဒီချာလေးထည့်မယ်
ဒီတောက်နေရမှာရအမတို့ကလေးအကြီးနဲ့မရအောင်ဆိုတော့ဒီလိုအသေးလေးနဲ့ထည့်ရပါမယ်အသေးလေးနဲ့ညက်မယ်နော်ခေဒီမှာကျတော့အမတို့ကလေးအကြီးလေးနဲ့ဒီချာလေးပြန်ညက်မယ်အဲ့ဆိုရင်အမတို့ဒီတစ်ဖက်ကိုကတော့အမတို့ပြီးသွားပြီအဲ့ဆိုရင်နောက်တစ်ဖက်ကိုရောပဲဒီမှာပိုနေတဲ့ဒီနောက်တစ်ဖက်ကိုပေါ့နော်နောက်တစ်ဖက်ကိုရောပဲခုနထည့်တယ်လို့မျိုးပဲအမတို့ဒီအတွင်းပေါင်မှာဒီချာလေးထည့်အောင်မယ်နော်အတွင်းပေါင်လေးမှာဒီချာလေးထည့်အောင်မယ်သူရဲ့ဒီဘက်ကအဆုံးကဒီဘက်ကပြောချင်တာဒီဘက်ကအဲ့မှာဆုံးထားရင်သူ့ကိုလည်းပဲဒီမှာပဲဆုံးရမယ်နော်ဒီနှစ်ဖက်ကညီရမယ်နော်ဒီနှစ်ဖက်ကညီရမယ်အဲ့ဆိုရင်အမโอเคအဲ့ဆိုရင်အမတို့ဒီဘက်ကိုရောပဲအမတို့အတွင်းပေါင်ဘက်ကိုထည့်လိုက်မယ်နော်အတွင်းပေါင်ဘက်ကိုကတ်အောင်ပဲဒီချာလေးထည့်လိုက်မယ်နော်အတွင်းပေါင်ကိုဒီချာလေးထည့်ပါမယ်ဒီကိုဟျာကြတော့ကိုအဆင်ပြေတယ်လို့လဲယူနော်တန်ဖရင်ကိုလေးနော်အဲဆိုရင်မတို့ဒီအတွင်းဘက်ကဘောင်ကိုပဲတီချာလေးကတ်မယ်နော်ကိုကတ်အောင်တီချာထည့်မယ်နော်မကတ်ဘူးဆိုရင်မတို့ကလေးနဲ့ညက်ထားလဲအဆင်မပြေဘူးလေနော်အဲဆိုရင်မတို့တီချာလေးကတ်ပြီးဆိုရင်ရပြီဒီဘက်ကိုရောပဲအမတို့တီချာလေးဒီဟာနဲ့ညက်ထည့်လိုက်မယ်သူ့ရောပဲအမတို့တခါတည်းကလေးအကြီးနဲ့တခါတည်းညက်လိုက်ပါမယ်ပြီးတော့အမတို့ဒီတောင်းလေးမှာရောပဲခုနညက်ခဲ့တယ်လို့ပဲအမတို့ကကြီး3-5ချက်တောင်းလိုက်မယ်နော်ချက်3ချက်တောင်းလိုက်မယ်ဒီဘက်ရောပဲတခါတည်းပဲတောက်ထားလိုက်မယ်နော်โอเคအဲ့ဆိုရင်အမတို့ဒီဘက်ကိုဒီချာလေးထည့်လိုက်မယ်သူကလေအကွေ့မှာမို့လို့အမတို့ကကြည့်တောက်ပေးရတာနော်ဒီဘက်နဲ့ဒီဘက်နဲ့ညီနေရမယ်နော်မညီရင်အမတို့ဒီချာလေးပြန်ညှိပေးရမယ်နော်ဟိုဘက်ကိုအမတို့ဒီချာလေးယူခဲ့ရမို့လို့ဒီဘက်ကိုဟိုဘက်ကဒီမှာပြီးခဲ့ဆိုဒီဘက်ကလည်းဒီမှာပဲတော့လာကြရနော်အမတို့ဒီချာလေးကလေးနဲ့ဒီချာလေးညက်ပါမယ်ဒီတောင်းချိုးမှာဆိုရင်အမတို့တောင်းချိုးမို့လို့ကလေးအသေးလေးနဲ့တွားမယ်ဒီဘက်မှာရောပဲအကြီးစင်ပြေတည်းဆိုရင်လည်းအကြီးနဲ့ပြန်လုံးမယ်ဒီဘက်ရောပဲအကွေ့မှာဒီချာလေးထည့်မယ်တောင်းချိုးမှဆိုအမတို့ကလေးအသေးလေးနဲ့ဒီချာလေးသုံးမယ်နော်
ဟုတ်ပြီအဲ့ဆိုအမတို့ဒီအတွင်းဒီ time frame မှာအမတို့ဒီဘက်တစ်ဖက်ဟိုဘက်တစ်ဖက်ကိုအမတို့တီချာလေးညက်ပြီးသွားပြီเนาะကိုနဲ့တီချာလေးညက်ပြီးသွားအဲ့ဆိုအမတို့ဒါကိုရောပဲအမတို့15မိနစ်ထားရပါမယ်เนาะအဲ့ဆိုရင်အမဒီ lesson 1ရဲ့အပိုင်း9ကိုဒီမှာခဏလေးရက်လိုက်မယ်အဲ့ဆိုရင် lesson နောက် video file လေးမှာပြန်တွေ့ပါမယ်เนาะ